မိမိပျောက်ပျောက်ညက်နေများအမှတ်နဲ့လူကူးမြင်းကြားတွေပေါ်ခတ်တီတီရှောင်ရင်လမ်းပြောက်တဲ့အဖြစ်ပါပဲဝေလီဝေလေးတွေကစတဲ့အလွမ်းဟာတခါတလေကိုစောင်းနှက်ဖြစ်ပြီးတခါတလေမှာယောဂပဲရမေတ္တာပန်လေးနဲ့ခက်ကင်းကင်းနေလိုခြင်းဆိုရဲစုဘယ်ဖျားကိုမှမတောင်းပဲဖြစ်ရဲ့သစ္စိန်ညိုမခေါ်ရဘူးကွယ်လိုလိုချင်ချင်နဲ့လွတ်ခဲ့ကြတဲ့လက်တွေမဟုတ်လားတဖြည်းဖြည်းဝေးကြပြန်တော့ကိုဟာအသက်ကိုတမြင့်မြင့်ဆွေရောညနေပျောက်သူများမဆုတို့မှာတခါကလေ6သွေးရဲ့ပင်လင်အပိုင်ရဘူးကြောင်းမှတ်မိရဲ့ညနေ9နာရီညနေ9နာရီရေဒီယိုရဲ့တချင်းများအရှိန်ပြင်းပြင်းကိုဖြတ်တိုက်ကြအသက်မရှိရဲ့ညနေများတိမ်လိုလေးနေဖြတ်တန်းကြစောကြည့် view